ကန်ကိုဖျားများတဲ့မျိုးအဖြစ်ပဲထိထားကြတာများပါတယ်ဒါပေမဲ့ဒီဖျားရည်ထဲမှာနှစ်ပေါင်း2000ကျော်ကြာအောင်လူများမသိသေးတဲ့အန်အောဝယ်လူဝက်ချက်တွေအများကြီးရှိနေပါတယ်ဒီနေ့ Amazing ပကံကျုပ်မှာပကံကိုမတူတဲ့မျက်လုံးနဲ့ပြန်ကြည့်စေမယ့်အချက်တွေကိုမျှဝေပေးသွားမှာပါအပိုင်းတစ်ခုပကံမှာဖျားအမှန်တကယ်ဘယ်လောက်ရှိလဲပကံမှာဖျားပေါင်းတစ်ချိန်လုံးက4000ကျော်ရှိခဲ့တယ်လို့တမိုင်းစာတမ်းတွေမှာဖော်ပြထားပါတယ်ယနေ့အချိန်မှာတော့ဖျားဇေဒီဘီမန်2000ကျော်ကြန့်ရှိနေစေသပြီးအချို့ဖျားတွေကနာမည်မရှိသေးသလိုလေးလာမှုမပြည့်စုံသေးပါဘူးဒါကြောင့်ပကံဟာမပြီးဆုံးသေးတဲ့တမိုင်းစာအုပ်ကြီးတအုပ်လိုပါပဲအပိုင်းတစ်ခုလျှို့ဝှက်အခန်းတွေရှိရဲ့ဖျားများပကံဖျားအချို့မှာအပြင်ဘက်ကကြည့်ရင်တေးသေးလေးပဲထင်လာပြီမြအတွင်းထဲမှာလျှို့ဝှက်အခန်းတွေလမ်းကြောင်းတွေရှိပါတယ်ဒီအခန်းတွေကိုတရားထိုင်ရန်ယတနာတူလာရန်သို့မဟုတ်ဘာသာရေးအခမ်းအနားအတွက်အသုံးပြုခဲ့တယ်လို့ယူဆကြပါတယ်တချို့အခန်းတွေကိုယနေ့တိုင်အောင်အပြည့်အဝမဖွင့်လျရသေးပါဘူးအပိုင်း3နှစ်ထောင်ကျော်မပြတ်သေးတဲ့နေရန်ပန်းကြီးပကံဖျားတွေကနေရန်ပန်းကြီးတွေဟာအန်အိုးဝယ်ကောင်းလောက်အောင်နှစ်ပေါင်း2000ကျော်ကြာတော့အယောင်မပြတ်သေးပါဘူးဒီပကြီးတွေမှာဗုဒ္ဓဝင်ကဇတ်တော်များအဲ့ဒီခေတ်လူနေမှုဘဝတွေကိုအသေးစိတ်ဖော်ပြထားပါတယ်ဒါတွေဟာပကံကိုပြတိုက်အခုလိုအမြင်တင်စေတဲ့အကြောင်းအရာတွေပါအပိုင်း၄နေရောင်ကြောင့်ပေါ်လာတဲ့ hidden dart ပကံဖျားအချို့မှာနေရောင်တရိုက်ဝင်လာတဲ့အချိန်အတိအကျမှာပဲပေါ်လာတဲ့ hidden painting symbol တွေရှိပါတယ်မနက်စောစောသို့မဟုတ်ညနေဆောင်အချိန်မှာသာမြင်ရတာဖြစ်လို့လူအများမတိကြတာပါဒီနည်းပညာကအဲ့ဒီခေတ်လက်ရရှင်ဒီဘဟုတုတဘလောက်မြင်စမ်းခဲ့လဲဆိုတာကိုပြသနေပါတယ်အပိုင်း၅နိုင်ငံသားတွေအရန်ချစ်တဲ့ပကံနိုင်ငံသားတွေကပကံကို Asia's Ancient Wonder လို့တောင်ခေါ်ကြပါတယ်အထူးသဖြင့် sunrise နဲ့ sunset အချိန်မှာဖျားတွေကြားကနေရောင်အယောင်တွေဟာကမ္ဘာအဆင့်အလှတရားတစ်ခုလိုပါပဲဒါကြောင့်ပကံဟာမြန်မာနိုင်ငံရဲ့အဖိုးတန်ဆုံးအမွေအနှစ်တွေကတစ်ခုဖြစ်ပါတယ်ဒီနေ့မျှဝေပေးခဲ့တဲ့ပကံဖျားတွေရဲ့လျှို့ဝှက်ချက်တွေကမင်းကိုအံ့ဩဆုံးအချက်ကဘယ်ဟာလဲ comment မှာရေးပေးခဲ့ပါဗီဒီယိုကိုကြိုက်ရင် like share Amazing ပကံကျုပ်ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်